အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ Canva နဲ့ presentation slide ဘယ်လိုပြင်မလဲဆိုတာကိုမျှပြသွားမှာဖြစ်ပါတယ်ရှင်အရင်ဆုံးကျွန်တော်တို့ Canva application နဲ့ကိုတောင်းလိုက်ပါမယ်ပြီးတော့ရင်ဘယ်ဘက်ချမ်းမှာ create ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါမယ် create ဆိုတာလေးနှိပ်ပြီးသွားပြီဆိုရင် presentation ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ presentation slide template ပုံစံလေးကိုရပြီပဲဖြစ်ပါတယ်ကျွန်တော်တို့တစ်ချက်နှိပ်လိုက်ပါမယ်ဒီမှာဆိုရင် template ပုံစံလေးတွေအများကြီးပဲရှိပါတယ်အဲ့မှာမှကျွန်တော်တို့ကပို့လိုချင်တဲ့ template ပုံစံကိုတိတိကျကျလိုချင်တယ်ဆိုရင်အပေါ်က box လေးထဲမှာရိုက်ရှာလို့ရပါတယ်ကျွန်မကအခုကကြတော့ research နဲ့ပတ်သက်တဲ့ presentation ကိုလုပ်မှာမလို့ကျွန်မ research လို့ရိုက်လိုက်ပါမယ် research လို့ရိုက်ပြီးသွားပြီဆိုရင်ဒီအောက်မှာလည်းအဲဒီ research နဲ့ပတ်သက်တဲ့ template လေးတွေ auto ကျတယ်ပေါ့နော်ကျွန်မဒီအနီရောင်လေး design လေးကိုယူလိုက်ပါမယ်ကိုကဒီ page တစ်ခုတည်းပဲမဟုတ်ဘဲနဲ့ကိုကရှိသမျှ page တွေအကုန်လုံးကို apply လုပ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ apply all 15 pages ဆိုတဲ့နေရာလေးနှိပ်လိုက်ပါမယ်ဒါဆိုရင်ကျွန်မရွေးလိုက်တဲ့ template ရဲ့ page လေးတွေကိုရောက်ပြီဖြစ်ပါတယ်အမှားဆုံး heading ကနေစပြီးတော့ကျွန်မ presentation slide လေးကိုချိန်ပါမယ်page တစ်ခုချင်းစီမှာကိုထည့်ချင်တဲ့ information လေးတွေကိုထည့်ပြီးတော့ကျွန်မ edit လုပ်သွားတာဖြစ်ပါတယ်ကို presentation slide ထဲမှာထည့်ချင်တဲ့ icon လေးတွေတို့တခြားပုံလေးတွေဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဘေးနားက element ဆိုတဲ့နေရာထဲမှာနှိပ်ပြီးတော့ search လုပ်ပြီးတော့ထည့်လို့ရပါတယ်ခါကြလို့ရှိရင်ကို shape တွေပါထည့်ချင်တယ်ဆိုရင်ဒီမှာ shape ဆိုတဲ့ပုံလေးတွေကိုရွေးပြီးတော့ထည့်လို့ရတယ် shape တွေထဲမှာရှိတဲ့ပြင် graphic လား photo လားဒီမှာရှိတဲ့ feature တွေကနေပြီးတော့ကိုကြိုက်တဲ့အဆင်ပြေတဲ့ပုံလေးတွေ design လေးတွေကိုရွေးချယ်ပြီးတော့ကျွန်တော်တို့သုံးလို့ရပါတယ် presentation slide တစ်ခုနဲ့တစ်ခုခြားထဲမှာမတူတဲ့ပုံစံမျိုးလေးနဲ့ပြောင်းသွားစီခြင်းနဲ့ဆိုရင်ကျွန်တော်တို့က transition ကိုထည့်လို့ရပါတယ် transition ကဘယ်လိုထည့်လို့ရလဲဆိုတော့ကျွန်တော်တို့ကဒီမှာ page လေးတွေကိုအများကြီးမြင်ရတဲ့နေရာရှိတယ်အောက်ဆုံးလေးမှာအဲ့မှာတစ်ခုနဲ့တစ်ခုကြားထဲမှာသူကလေးနေရာလေးရှိတယ်အဲ့တနေရာလေးကိုနှိပ်လိုက်မယ်ပေါ့နော်နှိပ်လိုက်တယ်ဆိုရင် transition ဆိုပြီးတော့ဘယ်ဘက်ချင်မှာပေါ်ပါတယ်အဲဆိုလို့ရှိရင်တော့ဒါက transition မထည့်တာပေါ့နော်အပေါ်မှာ transition ထည့်ခြင်းနဲ့ဆိုရင်ဒါဆိုရင်ဒီလိုမျိုးဆိုပုံစံတစ်မျိုးပြောင်းတယ်နောက် slide လိုမျိုးသွားမှာလား line white အနေနဲ့သွားမှာလားcolor white နဲ့သွားမှာလားပုံစံတွေအများကြီးရှိတယ်ပေါ့နော်ဆိုတော့ကိုပြောင်းစေချင်တဲ့ပုံစံကိုကျွန်တော်တို့ကရွေးချယ်ပြီးသုံးလို့ရပါတယ်ကိုပြောင်းစေချင်တဲ့ transition လေးကို page တစ်ခုနဲ့တစ်ခုကြားထဲမှာထည့်လိုက်ရပါပြီအဲ့ဒါဆိုရင်တော့ကိုယ့်ရဲ့ presentation ပုံစံလေးက slide တစ်ခုပြောင်းလိုက်တယ်မှာမတူညီတဲ့ပုံစံလေးတွေတွေ့ရမှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်